ဒီနေ့ပေါ့နော်ကိုယ်တိုင်ကြိုထားတဲ့အကြော်လေးကိုစပြတ်မှာဖြစ်ပါတယ်ရှင်ဒါတော့ပဲကကြော်ပေါ့နော်အရန်ကြိုက်ရဒီပဲကကြော်နော်တော့ကောက်ရင်းနဲ့ကြော်ထားတာနော်ကောက်ရင်းမုံနဲ့ပြီးလို့ရှိရင်ကျွန်မအရင်ကြိုက်တဲ့ favorite ပေါ့နော်ငယ်ငယ်လေးတဲ့အရင်ကြိုက်တဲ့ favorite ပေါ့နော်ပြောင်းမှုကြော်ဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ကျွန်မအရင်ကြိုက်တဲ့အသားဟင်းပေါ့နော်ဒီမှာပါဝတ်သားဟင်းပေါ့နော်အသားတော့တင်မကြိုက်ဘူးအစီတော့ကတော့ကျွန်မ favorite ပေါ့နော်ဒီဝတ်သားအစီတော့ကတော့ကျွန်မ favorite ပေါ့နော်အဲ့ဒီဟာကိုကျွန်မကြတော့ဒီမှာခန်းချင်းဒီနာပီချန်လေးပေါ့နော်အစားပြတ်မှာပဲဖြစ်ပါတယ်ရှင်အားကြောင့်မလို့အစားရဇွန်နဲ့စားပြတ်မလို့ပေါ့နော်ဆိုတော့ဇွန်ကိုဖယ်လိုက်တော့မယ်ဇွန်လို့ပေါ့နော်ဆိုတော့ဒီမှာပေါ့နော်ဝတ်သားနဲ့အဆက်ကအရင်ချင်းမစားနိုင်ဘူးအဆက်အရင်ကြိတ်ထမမပါလို့လေခန်းချင်းဒီနာပီချက်ပေါ့နော်ခါကြပါရှင်ဒီမှာ favorite သူများလေပွဲတွေပါတွေပေါ့တခုခုဖျားเจ้าမှာဆိုရှင်လေတငယ်ချင်းတွေကောကဟိုသားဆိုအသားပဲကြိုက်ကြကွာတော့လေကိုအသားပေးလို့ရှင်သားစီဆိုတော့အစီပဲကြိုက်တာလေအစီတော့သားကြိုက်တယ်ပေါ့နော်စီတော့ကျွန်မ favorite ပါခမင်းတပကန်နော်တော့ပါမှာလေအစီမတော်ဆောင်